အားသာပါလာရှင်ပေးတဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Sport News Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ Sport News Channel ကနေပြီးတော့အားကစားလောကနဲ့ပတ်သက်တဲ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်ခင်ဗျာဒါကြောင့်ပေးသက်ကြီးအားကစားလောကနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုစိတ်ဝင်စားတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးကြပါဦးခင်ဗျာကဲဒါဆိုရင်တော့အားကစားသတင်းကြောင်းလေးကိုစတင်လိုက်ကြအောင်ပါခင်ဗျာဇန်နဝါရီ14ရက်မှာထိုင်းနိုင်ငံမှာကျင်းပမယ့်One Prime Video စစ်ပြပွဲကိုထိုးသက်မိမြန်မာ MMA Fighter အောင်လန်းအန်ဆိုင်ရဲ့တွဲဆိုင်အပြောင်းလဲဖြစ်ပေါ်ပြီးဘရာဇီးနိုင်ငံသားကေဘာတိုဂါဘီယိုနဲ့ပြောင်းလဲထိုးသက်မိဖြစ်ကြောင်းသိရပါတယ်။အောင်လန်းအန်ဆိုင်ကရခိုင်ကတရုတ်နိုင်ငံသားဖန်ယုံနဲ့ထိုးသက်မိဖြစ်ကြောင်းဝမ်ချန်ပီယံရှစ်ကတရားဝင်ထုတ်ပြန်ခဲ့တော်လဲပြီးခဲ့သည့်ရက်ပိုင်းကမှအပြောင်းလဲဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။ဝမ်ချန်ပီယံရှစ်အဖွဲ့အစည်းက One Prime Video စစ်ပြပွဲမှာတွဲဆိုင်များကိုဇန်နဝါရီ3ရက်ကတီးပြထုတ်ပြန်လိုက်ပြီးတွဲဆိုင်စုစုပေါင်း9ပွဲထပ်သွင်းကျင်းပမည်ဖြစ်ပါတယ်။ရေးပြပွဲမှာ Main Event တစ်ပွဲ၊Main Event 2ပွဲနဲ့စိတ်ခေါ်ပွဲ6ပွဲပေါင်းမှာဖြစ်ပြီးအောင်လန်းအန်ဆိုင်နဲ့ဂါဘီယိုတို့ရဲ့တွဲဆိုင်ကိုစိတ်ခေါ်ပွဲဖြစ်သောကျင်းပသွားမှာဖြစ်ပါတယ်။အောင်လန်းအန်ဆိုင်နဲ့ထိုးသက်ရမီဂါဘီယိုကအသက်40ရှိပြီဖြစ်ပြီး2019ခုနှစ်နောက်ပိုင်းပွဲပြည့်နဲ့ထိုးသက်ခြင်းနဲ့ဖြစ်ပါတယ်။ဂါဘီယိုကနောက်ဆုံးပွဲပေါင်း38ပွဲထိုးသက်ထားပြီးပွဲ30နိုင်9ပွဲရှုံးနေထားတာလည်းဖြစ်ပါတယ်။ဂါဘီယိုကဝမ်ချန်ပီယံရှစ်ဖွဲ့စည်းနဲ့2016ခုနှစ်မှာစတင်လက်တွဲခဲ့တော်လဲလက်ရှိအချိန်ထိ3ပွဲသာထိုးသက်ရသေးပြီးအောင်လန်းအန်ဆိုင်နဲ့ပွဲမှာမူ4ပွဲမြောက်ထိုးသက်ရပြီးပွဲလည်းဖြစ်ပါတယ်။အောင်လန်းအန်ဆိုင်ကလာမီပွဲမှာနိုင်ထိုးသက်နိုင်ရဲ့၄ချီပြင်ဆင်လျက်ရှိပြီးနိုဝင်ဘာလ18ရက်ကထိုးသက်ဒီပွဲမှာဂျပန်နိုင်ငံသားအိုကာမီကိုအနိုင်ယူပြီး2လမပြည့်မီမှာပဲနောက်ထပ်ပွဲထိုးသက်ရခြင်းလည်းဖြစ်ပါတယ်။ဝမ်ချန်ပီယံရှစ်ဖွဲ့စည်းက1 Prime Video စစ်ပြိုင်ပွဲကိုအမေရိကန်နိုင်ငံမှပြည်သက်များအတွက်ဒီဝဲကျင်းပခြင်းဖြစ်သောကြောင့်ထိုင်းနိုင်ငံမှာကျင်းပမည်ဖြစ်တော်လဲနည်းနည်းအစောပိုင်းမှာပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။အမေရိကန်ပြည်သက်များဇန်နဝါရီလ23ရက်ညပိုင်းမှာကျင်းပနိုင်တဲ့အတွက်မာဆန်နိုဂျိန်ဇန်နဝါရီ14ရက်နည်း8နာရီခွဲမှာကျင်းပမှာလည်းဖြစ်ပါတယ်။ဒီပွဲမှာ Main Event ဖြစ်ကစ်ပေါင်စင်ဖက်သာဝေးတန်းကမ္ဘာချန်ပီယံလူပွဲမှာထိုင်းနိုင်ငံသားစူပါဘွန်နဲ့အဇာဘိုင်ဂျန်ဘီလာရုနိုင်ငံသားအလာဇော့ကိုမိတ်အီဗန်များဖြစ်ကစ်ပေါင်စင်ဖလိုင်းဝေးတန်းကမ္ဘာချန်ပီယံလူပွဲမှာထိုင်းနိုင်ငံသားစူပါလက်နဲ့စပိန်နိုင်ငံသားဒန်နီယန်Flying Weight Day Smashing Gablet Champion လူပွဲမှာအမေရိကန်နိုင်ငံသားမီကီနေမွန်ဂိုလီးယားနိုင်ငံသားဘရန်ဒူယန်တို့ရှင်ပြိုင်ထိုးသက်မှာလည်းဖြစ်ပါတယ်။အော်လာအန်ဆိုင်က2023ခုနှစ်အတွင်းပထမဆုံးပွဲဖြစ်နှစ်ဆန်းပိုင်းမှာထိုးသက်ရခြင်းဖြစ်ပြီးရင်းပွဲအနိုင်ရပါက၎င်းလက်လွတ်ခဲ့ရသည့်မတဲဝီလန်ကမ္ဘာချန်ပီယံဆုကိုပြန်လည်စိတ်ခေါ်ခွင့်ရရင်နှိစက်လာပွဲရှိနေပါတယ်။အော်လာအန်ဆိုင်ကမတဲဝီလန်ကမ္ဘာချန်ပီယံဆုလက်လွတ်ခဲ့ရပြီးနောက်စိတ်ခေါ်ပွဲ3ပွဲထိုးသက်ထားရမှာ2ပွဲနိုင်1ပွဲအရေးနေထားပြီးပြီးခဲ့တဲ့နှစ်တွင်းမှာ2ပွဲထိုးသက်ခဲ့တာလည်းဖြစ်ပါတယ်။ပါပိသက်ကြီးကျွန်တော်တို့ရဲ့ Sport News Channel ကနေပြီးတော့အားကစားလောကနဲ့ပတ်သက်တဲ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေတယ်လို့ကျွန်တော်တို့ရဲ့နောက်တဲ့ channel တစ်ခုဖြစ်တဲ့ Tristan Aviation 101 Channel ကနေပြီးတော့လေကြောင်းပြန်နဲ့ပတ်သက်တဲ့ဘူးဒရာတွေကိုနေ့စဉ်တင်ဆက်ပေးလျက်ရှိပါတယ်ခင်ဗျာပိသက်ကြီးကလည်းလေကြောင်းပြန်နဲ့ပတ်သက်တဲ့ဘူးဒရာတွေကိုစိတ်ဝင်စားတဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့နောက်တဲ့ channel တစ်ခုဖြစ်တဲ့ Tristan Aviation 101 Channel လေးကို like and subscribe လုပ်ပေးကြပါဦးခင်ဗျာ channel link ကို description မှာချထားပေးပါတယ်ခင်ဗျာအဆုံးနေတာဆင်ပေးကြတဲ့